ခမရတတိရတယ်လို့ပြောနေတဲ့သူကခမရကိုတတိရရဲ့လားခမရလွမ်းပါတယ်လို့ပြောနေတဲ့သူကခမရလွမ်းနေတဲ့ကြောင့်ကိုသိရလားခမရထီးကြနေတာကိုဟိုကသိရလားခမရထီးကြနေတာခမရထီးကြနေတဲ့ချိန်ဟိုမှာသူရီမောမောနဲ့စကားလေးတွေဖုံဖွဲ့ပြောနေတာကိုပျော်ရွှင်နေတဲ့သူကရောမင်းလို့ထီးကြနေတယ်လို့ထင်လားမင်းထီးကြနေသူထီးကြနေတာမဟုတ်ဘူးမင်းလွမ်းတယ်သူလွမ်းနေတာမဟုတ်ဘူးမင်းတတိယတယ်သူတတိယနေတာမဟုတ်ဘူးဘာလို့ကိုယ်တွေ့မဟုတ်တဲ့သူတွေကိုရန်ဖတ်ထွက်ထားချင်နေရတာလဲတော်ပြီနော်ဒီနေ့ဒီချိန်ကစပြီးပျောက်ဆုံးနေတဲ့ကိုယ့်ရဲ့နာဂတ်လေးကိုယ့်ရဲ့ပျော်ရွှင်မှုလေးတွေကိုပြန်ရှာဖို့အတွက်ကိုယ့်ကိုပိုချစ်ပြီးတော့ကိုယ့်ကိုပြန်ရှာတွေ့ဖို့ပဲကြိုးစားပါ